တိုက်လို့ဒီမှာကွာငါ Redmi Note 8 Pro ကွာအဲ့ဒါကိုငါဒီ Redmi Note 8 Pro ရဲ့ဘာသာလို့တည့်ရတိုင်းမှာကွာကြည့်ရမလား60 fps ပဲရမှာကွာငါဒီနေ့ငါစမ်းလိုက်တာရောက်နေဒီမှာကြည့်လိုက်120 fps ကြီးလို့ရောက်ရင်ငါ FV ကိုတင်ပေးမယ်ကွာတကယ်So အဲ့တော့တိုက်လို့အရင်ဆုံးငါတို့120 fps လောက်ဖို့ဆိုရင်ကျွန်တော်တို့ဒီမှာ Shizuki နဲ့ GFX2 ဆိုတဲ့ application လေးနှစ်ခုလိုမယ်အဲ့ဒါကိုကျွန်တော်တို့ Play Store မှာသွားတောင်းလိုက်ပါဗျာကျွန်တော်က down ပြီးပြီဆိုတော့တခါတည်းလုပ်ပြမယ်အဲ့တော့ကျွန်တော်သုံးနေတဲ့ဖုန်းကဘာဖုန်းလဲဆိုတော့ကျွန်တော်ပြောပြမယ်အဲ့တော့ကျွန်တော်အခုလုံးမဲ့ဖုန်းကကျွန်တော် Redmi Note 8 Pro ပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲ Redmi Note 8 Pro ပါဆိုတော့50 fps ပဲရတယ်ကွာအဲ့တော့ကျွန်တော်ဒီနေ့မှာ120ရအောင်ကျွန်တော်လုပ်ပြမယ်အဲ့တော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဘေးထဲကိုဝင်ရမလဲဆိုရင် GFX2 တွေကိုတစ်ချက်ဝင်ပါမယ်ဗျဝင်ပြီးကျွန်တော်ဒီနားမှာခဏစောင့်မယ်အဲ့တော့ကျွန်တော်တို့က Global Version 4.2 ကိုစောတဲ့အတွက်အပေါ်ဆုံးကကျွန်တော်တို့ Global Version 4.2 ကို select တစ်ချက်နှိပ်လိုက်မယ်ကျွန်တော် alarm လေးကိုတစ်ချက်နှိပ်မယ်ဗျနှိပ်ပြီးရင်ဒီနားလေးမှာပေါ်လာရင်ကျွန်တော်တို့ကနှစ်ခုရှိရဗျကျွန်တော် Shizuki နဲ့တွဲသုံးမှာဖြစ်တဲ့တောင်ကြောင့်အပေါ်ဟာလေးကို imagine နဲ့ Shizuki နှိပ်ပြီးတော့ connect ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်ဒီနားမှာရှိရင်ကျွန်တော်တို့အပေါ်ဆုံးကsorry ကျွန်တော်အင်္ဂလိပ်စာအဲ့လိုဟာဖြစ်တော့ကျွန်တော်အပေါ်ဆုံးဟာလေးချက်နှိပ်လိုက်မယ်။အော်ဒီနားရောက်လာပြီဆိုကျွန်တော်တို့ Shizuki နဲ့ကျွန်တော်တို့ဒီဖုန်းလေး setting နဲ့ချက်ရမယ်ဗျာရိုးရိုးရှင်းရှင်းနဲ့အဲ့တော့ကျွန်တော်တို့ဒီမှာ parent ဆိုတာကိုတစ်ချက်နှိပ်မယ်။နှိပ်ပြီးမှကျွန်တော်တို့ဒီလိုမျိုးပေါ်လာလိမ့်မယ်။အဲ့တော့ကျွန်တော် developer option ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်။အဲ့တော့ developer option ဝယ်ပြီးတော့ကျွန်တော်ဒီမှာဗျာ USB debugging ဆိုတဲ့ cloud တွေကိုတစ်ချက်နှိပ်မယ်။အမှန်ချစ်ပေးမယ်။အဲ့ပြီးကျွန်တော်တို့ကဒီမှာOkay ဆိုတာလေးကိုတစ်ချက်နှိပ်မယ်နော်ချက်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီအောက်ဆက်သွားမယ်ဆိုပြီးတော့ဒီမှာကျွန်တော်တို့ wireless debugging ဆိုတာလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးမှကျွန်တော်တို့ဒီခလုတ်ဘက်ကိုမနှိပ်ဘဲနဲ့ S စာကြောင်းလေးကိုပဲတစ်ချက်နှိပ်လိုက်မယ်ဆိုတော့ကျွန်တော်ဒီဘက်ကိုရောက်သွားပြီဒီမှာ pan device pairing code ဆိုတာရှိရဗျာအောက်ဆုံးကဒီမှာဒီစာကြောင်းလေးအကောင့်လေးကိုတစ်ချက်နှိပ်လိုက်မယ်အဲ့ဆိုရင်အပေါ်မှာကျွန်တော်တို့ Shizuki နဲ့ချက်ရမယ်ကုတ်ကြလာမှာပေါ့နော်အဲဒီမှာဒီကုတ်တချို့အကြရဗျာကျွန်တော်ဟိုဟာလောက်ထားလို့ဒီမှာအကုတ်ခုနကကျွန်တော်အောက်ဆုံးက sorry ခွန်8639ခွန်ထည့်ရမယ်ခွန်8639ခွန်ဟုတ်လားမသိဘူးခွန်8639ခွန်8639ခွန်ဟုတ်ပြီအဲ့ဒါကိုနှိပ်ပြီးကျွန်တော်ဒီမှာပိုးရဟာလေးပဲမြားပုံစံလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်သွားဆိုကျွန်တော်ဒီလိုမျိုးရလာပြီဆိုဒီအောက်မှာတွေ့လား Shizuki ဆိုတဲ့ဟာလေးပေါ်လာပြီဗျာအဲ့ဆိုရင်ကျွန်တော်တို့တစ်ချက်ထွက်မယ်ထွက်ပြီးသွားကျွန်တော်တစ်ချက်ပြန်နှိပ်မယ်အဲ့မှာကျွန်တော် stat ဆိုတာလေးတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်3စက္ကန့်လောက်စောင့်လိုက်ဗျာ Okay ဒီမှာမိနစ်တိုင်းပဲအပေါ်မှာ Shizuki is running ဆိုတာလေးပေါ်သွားရင်ကျွန်တော်တို့ဒါ Shizuki နဲ့ကျွန်တော်တို့ဖုန်းလေးက setting နဲ့ချိတ်ပြီးသွားပြီချိတ်ပြီးသွားဆိုကျွန်တော်တစ်ချက်ထွက်လိုက်မယ်ထွက်ပြီးခုန GFX2 ရဲ့ကိုကျွန်တော်တို့တစ်ချက်ဝင်မယ်နော်ကျွန်တော်ဒီ Shizuki နဲ့ဟိုဟာနဲ့ wireless device နဲ့ချိတ်ဖို့ဆိုရင်ကျွန်တော်တရားရောက်ကို hotspot လွှင့်ထားအဲ့အမှာပို့လွယ်လိမ့်မယ် mobile data နဲ့ဆိုရင်ခုနကကျွန်တော်တို့ wireless device ဖွင့်လို့မရပဲဖြစ်လိမ့်မယ်GFX2 နဲ့ဝင်လိုက်မယ်ကျွန်တော် connect တစ်ချက်ပြန်နှိပ်မယ် allow all data အောင်တစ်ချက်နှိပ်မယ်။အဲ့ဒီနားမှာရောက်လာဆိုရင်ကျွန်တော်ကဒီအောက်မှာ setting အနေအများကြီးရှိရဒါနောက်နေ့မှကျွန်တော်တက်တင်ပြမယ်ဗျာ။အခု120 fps ဆိုတဲ့အပေါ်ဆုံးဟာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်။လောက်လေးကိုနော်။တကယ်ဗျာဒါကကျွန်တော်ဘေးဖုန်းမဆိုရတယ်ဗျာ။အဲ့ပြီးကျွန်တော်တို့ဒီမှာကျွန်တော်ဘာခလုံးမှရှောက်မနှိပ်တော့ဘလူးတို့ကကွက်ကိုတိချင်တော့နှိပ်ဗျာကျွန်တော်ကတော့ဘာမလုပ်တော့ဒီမှာ iPad view လေးလုပ်ချင်နေဆိုရင်ကျွန်တော်တို့မှာတခါလေးလုပ်ပြလိုက်မယ် iPad view ဒီဟာလေးကိုပဲနှိပ်လိုက်ပဲ။နှိပ်ပြီးရင် open setting တွေကိုတစ်ချက်သွားမယ်။ Okay open setting တွေကိုသွားပြီးရင်ခုနကျွန်တော်တို့ GFX2 လေးကိုတစ်ချက်နှိပ်မယ်ဒီမှာ alarm တစ်ချက်ပေးလိုက်ပြီးကြရင်ကျွန်တော်တို့ပြန်ထွက်လိုက်ပါမယ်ဗျထွက်ပြီးရင်အခလုတ်လေးကိုပဲကျွန်တော်ပြန်နှိပ်မယ်ဆိုတော့ဒီမှာဒီကောင်လေးဒီသူတို့ icon logo လေးပေါ်လာပြီအဲ့မှာကျွန်တော်တို့အောက်က accessibility ဆိုတာကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးဝိုင်းတော့ cancel တစ်ချက်နှိပ်မယ်အဲ့မှာကျွန်တော် run game ဆိုတာတစ်ချက်နှိပ်လိုက်အဲ့ဆိုရင်ကျွန်တော်တို့ PUBG mobile နဲ့ကိုတစ်ခါတည်းရောက်သွားပါပြီဗျဆိုတော့ဒီမှာတစ်ချက်ကြည့်မယ်ကျွန်တော်တို့120 fps ရလားမရဘူးလားဆိုတာကိုဒီဘောကကြောဒါ iPad view လုပ်တဲ့ဟာပေါ့ဗျာဒီမှာဒီ screen တွေပါတွေအဲ့လိုလုပ်တဲ့ဟာမျိုးကဲအဲ့တော့ဆိုတော့ကျွန်တော် game ထဲကိုရောက်ပြီဆိုတော့ကျွန်တော် setting ထဲကိုကျွန်တော်တစ်ချက်ဝင်ကြည့်မယ်120 fps ရလားမရဘူးလားဆိုတာ
ဒီမှာအားလုံးပဲမြင်ကြတဲ့အတိုင်းပဲ 120F ရဲ့တကယ်အစစ်မှန်ရပါပါပြီဗျအဲ့တော့အားလုံးပဲအဆင်ပြေကြမယ်ထင်တယ်အဲ့တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ခဲ့ပေးဖို့အားလုံးကိုပြောချင်ပါတယ် okay နေုံကကျွန်တော်တခြားဖုန်းနဲ့လုပ်ပြမယ်ထင်ပါဆိုလို့မျက်နှာတိုင်းပဲကျွန်တော် Redmi Note 8 Pro နဲ့လုပ်ပြပေးသွားတာပဲဖြစ်ပါတယ်သူကမူရင်း60ပဲရဗျအဲ့တော့အားလုံးပဲတက်တာနောက်ဗီဒီယိုမှာဒီထက်မိုက်တဲ့ဗီဒီယိုလေးတင်ပေးမယ်အားလုံးပဲကျေးဇူးတင်ပါတယ်